ကြောင်ကင်မရာဟိုပတ်လေးလိုက်โอเคပကံသွားနေပါပြီကျွန်တော်တို့ကတော့ပကံသွားပါကျွန်တော်ညီမလေးလည်းပါပါတယ်သူကတော့စာလုံးစာကြိုးစားသမီးတို့ကဗီဒီယိုရိုက်ခွင့်မရှိဘူးသမီးတို့ဥစ္စာဗီဒီယိုရိုက်ခွင့်မရှိဘူးဗီဒီယိုရိုက်ခွင့်သွားနေပါပြီကြက်လို့လေမာကြီးရလားရပြီလေမာကြီးကတော့လေရတယ်အဲ့တော့ကြက်ပေါ့အဲ့တော့လေးသူများပေါ်ကိုအဲ့ကိုပေါ်လို့များရင်အဲ့တော့အဲ့ဆုံးဖြတ်တယ်မကြည့်ရဘူးနော်43ရောင်ကျွန်တော်ဆုံးဖြတ်ထားတာဟိုပါပေါ့နော်လုံးဝဘယ်လိုရှိသွားမအဲ့ကိုပြောင်အိတ်ရှင်မှာအဲ့7 နာရီဖြစ်10 နာရီဖြစ်နေမယ်ဗျာအဲ့လိုဆုံးဖြတ်တယ်7 နာရီကြာအဲ့ဒါ7 နာရီမှအဲ့မလို့ရှုပ်တကောင်မှပဲအဲ့ဒါရှူခဲကြည့်ပါဗောနော်ညပဲရှူခဲကိုကြည့်ရတော့ညရဲ့အလားတရားပေါ့ဗျာကျွန်တော်စစ်စဲပိုင်းနဲ့နေနိုင်ပါမမီချိုးအိုးမအိုးတော့ဗျာအကုန်မျိုးရောက်ဗျာမျိုးဆောင်ပကံညောင်ပုတ်ပါသွားနေပါပြီပုတ်ပါကိုအရင်ခြေဦးဆိုင်ပါမပြမပကံသွားမဟုတ်ပုတ်ပါကိုရင်ချင်းပုတ်ပါမှာကျွန်တော်ဗီဒီယိုရိုက်ဖြစ်မှရိုက်ပြပါမယ်ဘာလို့ရောက်သိရှိလို့ပါရိုက်ဖြစ်မှရိုက်ပြပါဟိုမှာ20ဟိုဘက်ကိုခွေမှာဟောမညာဝါနေဗျကျွန်တော်ပြောပြလိုက်ပဲခွန်ပိုင်း29ပါဘာလို့ခေါ်လဲအောင်လမ်းမှာတော့တိုးကိတ်နေစစ်စစ်ကိတ်နေဟိုရှယ်မိုက်တယ်လို့ကျွန်တော်ပြန်တော့ရှယ်မိုက်တယ်အဲ့ဒါကိုရရင်အဲ့ဒါဘရင်းအောင်လားပါလေကိုမတ်မှာမှန်းခဲ့ကြအောင်ဘရင်းအောင်သမီးကြီးရโอเคသွားနေပါပြီတို့ကားရတော့တိတ်တော့မမြင်အောင်ဗျဖုန်းပဲမကောင်းတာလည်းကားပဲပါဖုန်းနေနဲ့ဖုန်းနေကြောင့်အဲ့လိုပြောတော့အပြင်မှာတော့မြင်ရအပြင်မှာရှယ်မြင်ရမအိမ်နေတွေ့နေရပါပြီအတူကပြီးတော့မယ်ဗျဘယ်လောက်ပဲ45ရောက်နေ8 နာရီဆိုပြီးမှโอเคတကားတော့တချင်းနဲ့နေပြီကြားလာတော့မသိဘူးဗျဟုတ်ကြားလာမသိနော်ချင်းနဲ့နေပြီလို့လက်တိုင်းပေးရက်လိုက်တော့အဲ့ဒီ45ရှင်းနေပြီလေအဆုံးထိတက်လိုက်တော့မယ်တဲ့ကျမနားတယ်ဟမ်ကျမလက်တိုင်းပေးပွဲလေမပေးရသေးဘူးပေးရတယ်ဒီက15မိနစ်ပဲလို့တော့လေ14မိနစ်ပါတော့ကျွန်တော်သွားနေပါပြီကျွန်တော်ရဲ့အမ